အခုကျွန်တော်စမ်းပြပေးမှာတော့ကာလာအိုကေတချင်းဆိုခြင်းတဲ့လူတွေအတွက်ပေါ့နော်ဂျပန်ဆက်တွေမှာဆိုကာလာအိုကေမိုက်တွေမပါဘူးပေါ့နော်အခုသူကာလာအိုကေမိုက်ပါနိုင်တဲ့ဒီ Bluetooth box လေးနဲ့မိတ်ဆက်ပေးခြင်းလို့ပါအဲ့ကောင်မှဆိုပါလဲဆိုရှင်ဒါကတော့ဒီက Bluetooth speaker ပါ Bluetooth speaker မှာတော့ line out ပါဝင်ပြီးသားပေါ့နော် line out ပါဝင်ပြီးသားဖြစ်တဲ့အတွက်ကြောင့် wireless mic နှလုံးနဲ့လုပ်မယ်ဆိုလို့ရှိရင်သူကဒီတချင်းဆိုလို့ရတာပေါ့နော် Bluetooth နဲ့ချိတ်ပြီးပါလို့ရှိရင်အခုလက်တွေ့စမ်းပြပါမယ်နော်ဒီမှာဆိုလို့ရှိရင်သူက Bluetooth ရဲ့ဒီ power ဖွင့်ပါမယ် Bluetooth power ဖွင့်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ amp ကကြိုးနဲ့ချိတ်ပါမယ် amplifier ကြိုးနဲ့ amplifier အကျိုးနဲ့ချိန်ပြီးတော့ဒီမှာ power ဖွင့်ပါမယ် power ဖွင့်ပြီးတော့ဒီမှာ YouTube ဖွင့်ပါမယ် YouTube ဥပမာဒီမှာကာလာအိုကေဆောင်းပေါ့နော်ဒီမှာကာလာအိုကေဆောင်းနဲ့စမ်းပေးပါမယ်wireless mic မလုံးပါ wireless mic ပါ mic မဖွင့်ရသေးဘူး mic ဖွင့်လိုက်ပါမယ် Hello testing 1 2 3 4 Hello testing 1 2 3 4အဲ့ဒါစတာဟာဒီဖြစ်ပါမယ်ဒါ mic လုံးလေးရတယ်နောက်ထပ် mic လုံးထည့်ရမယ်Hello Male to female Hello testing 1 2 3 4 Hello Baby voice Hello testing 1 2 3 4 The devil's voice Hello testing 1 2 3 4 Pop reverberation Hello testing 1 2 3 4ဒါတော့ဘုရားစေအမှန်ကိုကြားလာတယ်နော်အဲ့ဒါကိုဆိုရရပါတယ်ဒါအဲ့ပေါ်ပါလေဒီစပီကာကြီးတယ်နော်အခုအပြန်ပြန်ဆိုရလာပါလိမ့်ဘာလို့